တူချေဘာမာသွားတာလဲတကယ်ဆိုအာဂျင်တီးနားကိုနေကန်ငါကန်ပြန်ကန်လို့ရနေရဲသားနဲ့တူချေကတဖြည်းဖြည်းနဲ့ခံစစ်ပြောင်းဆော့ဖို့အတွက်ပတ်လန်ချခဲ့တယ်ဒါလုံးဝသူ့အတွက်မဟာအမားပဲပြိုင်ပွဲတောက်ဆောက်လို့မထင်မှတ်ထားတာကြီးပဲလောက်ပြခဲ့တဲ့လက်ရှိချန်ပီယံအာဂျင်တီးနားတို့ကတော့နောက်ထပ်တစ်ကြိမ်ကမ်ဘတ်ထပ်လုပ်ပြပြန်ပြီဘောလုံးချစ်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ညမှာတော့လက်ရှိချန်ပီယံအာဂျင်တီးနားကနမကြီးအင်္ဂလန်သင်းကိုအနောက်ကနေလိုက်ကစားရင်ငါကျင်ချိန်ပေါ်မှာရရှိခဲ့တဲ့မာတီနက်ရဲ့ခေါင်းတိုက်သွင်းကိုနဲ့အတူ2-1ဆိုတဲ့ရလနဲ့ကမ္ဘာဖလား2026ကမ္ဘာဖလားဖိုင်နယ်အဆင့်ကိုတက်လန်သွားခဲ့ပြီဖြစ်ပါတယ်ဒါကျွန်တော်အရင်ဟိုဗီဒီယိုတွေထဲမှာကျွန်တော်ပြောခဲ့တယ်ကျွန်တော်ဗီဒီယိုတွေကြည့်တဲ့ညီကိုတွေဆိုသိလိုက်မယ်လီယွန်နဲ့မက်ဆီစီနေသေးဒီပြိုင်ပွဲမှာဘယ်သင်းတွေဘလောက်ပဲရေပန်းစားပါစေအာဂျင်တီးနားကတော့အမြဲတမ်းအဆင့်1မှာစီးနေမယ်ဆိုတဲ့စကားအဲ့ဒီစကားပြောလိုက်တော့ဒီကောင်စောက်ပေါ်ပါကွာဒီကောင်ဘာပြောတယ်ညာပြောတယ်ဆိုဝိုင်းဆဲကြတာပြန်ကြည့်ကျွန်တော်ရဲ့ပေ့ထဲမှာစီးနေတယ်ကွန်မန့်တွေတွေးလိုက်မယ်ဆဲတာတဲ့ကွန်မန့်တွေဘလို့လဲအခုဒီညဘာတွေဖြစ်သွားလဲကျွန်တော်ပွဲချုပ်ပြီးတော့မလုပ်ဘာကြောက်လဲဆိုတော့အင်္ဂလန်ကလုံးဝအထက်သင်းဖြစ်နေတယ်ဒီအာဂျင်တီးနားကအောက်သင်းဆိုပြီးမနေ့ကပွဲစဉ်စတိုင်မျိုးပေါ့ပြင်သစ်နဲ့စပိန်ပွဲစဉ်စတိုင်မျိုးဖြစ်နေဒီအများခန့်မှန်းချက်တွေမှာလဲအာဂျင်တီးနားကအနှိမ့်သင်းအင်္ဂလန်ကအထက်သင်းအင်္ဂလန်ပဲတက်မှာပါတကယ်တမ်းလဲကျွန်တော်လူစင်းလူအင်အားကိုပြန်ကြည့်မယ်ဆိုရင်အင်္ဂလန်နဲ့အာဂျင်တီးနားဆိုတာလုံးဝအင်္ဂလန်အပြတ်သက်တာတူချင်းကျွန်တော်လူစင်းလိုက်ကြည့်လိုက်ဒါပေမဲ့ကျွန်တော်တို့ဒီဘာလင်ဂန်တို့ဘာလို့ပြောတဲ့စကားလဲဒီညီကိုတို့သိလိုက်မယ်ဘာပြောခဲ့လဲဆိုတော့အင်္ဂလန်ဘာဖြစ်လဲအာဂျင်တီးနားမှာမက်ဆီစီးတယ်ကျွန်တော်တို့မှာအသင်းတစ်သင်းလုံးစီးတယ်ကျွန်တော်တို့သူတို့ထပ်ပို့ကောင်းတယ်နီးပြတူချေပြောတယ်ပြီးတော့မှဒီကစားသမားဟောင်းပေါ့နော်ဒီချက်စီကစားသမားဟောင်းဂျိုကိုတို့ပြောကြတယ်လုံးဝအာဂျင်တီးနားကိုသူတို့ကဂိုးပြတ်အနိုင်သွင်းပြီးတော့မှဒီနေ့ဖိုင်နယ်တက်မယ်ဆိုပြီးဒါမဲ့ကျွန်တော်တို့ခံယူရတာကတခုပဲငါတို့မှလူမကောင်းမှန်းတယ်ဒါပေမဲ့ငါတို့မှမက်ဆီစီးတယ်စင်းလာပဲလေဒီညပွဲစဉ်အဖြစ်မှာသူဂိုးမသွင်းနိုင်ဘူးသွင်းနိုင်မဲ့2ဂိုးလုံးဖန်တီးပေးတယ်ဘာတတ်နိုင်သေးလဲဘာတွေညင်းအောင်မှလဲထပ်ပြီးတော့အသက်39ပြည့်လို့40ရောက်နေပြီဘာတွေထပ်လို့ကျင်သေးလဲအကုန်လုံးပေးပြီးသွားပြီနောက်ထပ်တစ်ချိန်ကျွန်တော်တို့ဖိုင်နယ်ပို့လိုက်ပြီဒါဖိုင်နယ်မှာကျွန်တော်ကြည့်ရမယ်စပိန်နဲ့ကစားမယ်ဒီတစ်ချိန်လဲအနှိမ့်သင်းတွေဘာတွေပဲပြောဒါတခြားလူတွေအတွက်တော့ခန္ဓာရောက်သွားပြီကျွန်တော်တို့အာဂျင်တီးနားဖန်တွေဘာစီလိုနာဖန်တွေအတွက်မက်ဆီရဲ့ဖန်တွေအတွက်ကြတော့ပြီးသွားပြီစပိန်နဲ့အာဂျင်တီးနားကြိုက်တဲ့အသင်းနိုင်လို့ရတယ်ကျွန်တော်တို့ဘာမှမရှိတော့ပျော်ကြီးကိုကြည့်ရမယ်ကမ္ဘာဖလားဖိုင်နယ်ပွဲစဉ်တစ်ပွဲပဲဒါဒီနေ့ပွဲစဉ်မှာကြည့်လိုက်အာဂျင်တီးနားနဲ့အင်္ဂလန်ပထမပိုင်းကစားသွားတဲ့ဇီဇီတကယ်တမ်းအင်္ဂလန်အသင်းကမေ့နေတာအာဂျင်တီးနားကိုသူတို့ကဖျဲပြီးကစားတာဒီကြံတန်းကစားတဲ့စတိုင်တွေဖြစ်လာတယ်သူတို့တကယ်မေ့နေတာကအာဂျင်တီးနားဆိုတဲ့အသင်းကငကြမ်းအသင်းဒါကိုသူတို့မေ့နေတာကိုပါအမေရိကတိုက်ကကောင်းနေစောက်ရမ်းကြမ်းတဲ့ကောင်းနေမက်ဆီစီလို့တာဟိုကောင်တွေကဘယ်လိုလဲရေလိုက်ငါးလိုက်လုပ်ပြီးအေးစီကစားပြနေတာတကယ်မက်ဆီတော့တဲ့တနေ့ကျရင်အဲ့ဒီအသင်းကိုတွေးလိုက်မယ်ဒီဥရုဂွေးတို့ချီလီတို့စတိုင်မျိုးတွေဖြစ်သွားမယ်စောက်ရမ်းကြမ်းမဲ့အသင်းမျိုးအာဂျင်တီးနားဆိုတာဒါကိုအင်္ဂလန်ကကြံတန်းလေးပွဲစားနေစားတယ်သွားလိုက်တာပေါ့သူချမ်းကိုချမ်းပေါ့ပထမပိုင်းတစ်ပိုင်းလုံးကလုံးဝကြည့်လို့ကောင်းတယ်ဒါပေမဲ့အဆအရာမှာပြန်ကြည့်အာဂျင်တီးနားတာနေတယ်ဒီပထမပိုင်းမှာဒီနေရာမှာကျွန်တော်စိုးရိမ်ခဲ့တာတခုပဲအင်္ဂလန်သင်းကိုဂိုးရင်မပေးဘူးအတွက်အင်္ဂလန်သင်းဂိုးရမယ်ဆိုပိတ်ကစားတဲ့အကွက်ကြီးကတူချေရဲ့ဒီပိတ်ကစားတဲ့အကွက်ကကျွန်တော်အားလုံးသိတယ်ဘယ်လိုမှဖောက်လို့မရအောင်ပိတ်တတ်တယ်ဒါအင်္ဂလန်ရဲ့အကွက်ပဲလူကောင်ကြီးတွေခေါ်ထားတယ်သူလိုချင်တဲ့ကောင်တွေသက်ကိုရွေးလာတယ်တူချေကတကယ်တမ်းလည်းဒီပြိုင်ပွဲမှာတချို့သောပွဲစဉ်တွေမှာသူတို့ပိတ်ကစားလိုက်ပြီဆိုဘယ်သင်းမှဘာမှလုပ်လို့မရအောင်အင်္ဂလန်ဒီနေ့ပွဲစဉ်မှာလည်းအဲ့လိုပဲ55ဒုတိယပိုင်းမှာကျွန်တော်ဘာစီလိုနာကဝယ်ထားတဲ့နျူကာဆယ်ကစားသမားဟောင်းအန်တိုနီဂိုရန်ကဒီကောင်တာကနေပြန်တက်လာတဲ့လုံကိုပိတ်သွင်းသွားတာတကယ်လားပါတယ်ဒီဂိုးလေးဒီဂိုးပေးပြီးတဲ့နောက်ပိုင်းမှာတူချေဘာမာသွားတာလဲတကယ်ဆိုအာဂျင်တီးနားကိုနေကန်ငါကန်ပြန်ကန်လို့ရနေရဲသားနဲ့တူချေကတဖြည်းဖြည်းနဲ့ခံစစ်ပြောင်းဆော့ဖို့အတွက်ပတ်လန်ချခဲ့တယ်ဒါလုံးဝသူ့အတွက်မဟာအမားပဲသူခံစစ်ပြောင်းဆော့တယ်လူကောင်ကြီးတွေထည့်ကစားတယ်ဒါကတော့အလုပ်ဖြစ်တယ်လို့ကျွန်တော်မြင်ဒီအများကမြင်ခဲ့ပေမဲ့ကျွန်တော်တို့အမြင်မှာလီယိုနယ်မက်ဆီစီးနေတယ်မင်းတို့ထင်သားသလိုအာဂျင်တီးနားကခေါင်းတိုက်ဘောတွေနဲ့ဂိုးစုမဲ့ထင်ခဲ့တာလားမစူးဒီတိုင်းပဲပွဲကိုအေးဆေးသွားတယ်ကျွန်တော်တဖြည်းဖြည်းနဲ့ဒီမိနစ်60ကျော်လာပြီးတဲ့နောက်မှာတော့အန်ဆိုဖာနန်ဒက်ရဲ့အဝေးကန်ချက်တွေကျွန်တော်တွေ့ရတယ်ဘာလို့ပြီးတော့မှဖြတ်တင်ဘောနဲ့ခေါင်းတိုက်မှာလဲမဖြစ်နိုင်တဲ့ဟာတွေဒါပေမဲ့အာဂျင်တီးနားကမက်ဆီရဲ့ဖြတ်တင်ဘောတွေနဲ့ခေါင်းတိုက်ခဲ့သေးတယ်နှလုံးသုံးလုံးအပိုင်အခွင့်အရေးတွေ
ဒါအင်္ဂလန်ဂိုးသမားလက်စွမ်းပြကာကွယ်နိုင်ခဲ့လို့ပါကျွန်တော်တို့ဂိုးတွေမရခဲ့တာတကယ်တမ်းဆိုရင်အဲ့ဒီဂိုးတွေကအာဂျင်တီနာလုံးဝရတဲ့ဂိုးတွေမက်ဆီရဲ့ခုတ်တင်ဘောတွေမှာခေါင်းတိုက်ဘောဒီကြာလာတဲ့နောက်ပိုင်းအဆင်မပြေတဲ့နောက်ပိုင်းမှာအန်ဇိုဖာနန်ဒက်ရဲ့ကန်ချက်တွေတွေ့လာဒီနေရာမှာကျွန်တော်မထင်တာမနဲ့မှာပွဲချိန်စစ်စစ်နဲ့9မှာတောက်ကန်ဘောရတယ်ဒီတောက်ကန်ဘောကိုလျွန်းတဲ့မက်ဆီကလူပေးကစားကနေအန်ဇိုဖာနန်ဒက်ကိုခင်းပြီးတော့မှပေးကန်ဒီမတိုင်ခင်အန်ဇိုဖာနန်ဒက်တလုံးကန်သေးတယ်ဘာဆော့ထွက်သွားတယ်ကျွန်တော်တို့စိတ်တွေမှာထင်ပြီးသားပဲကျင်းသေးပေါက်အန်ဇိုဝီကစ်နဲ့ဂိုဆူတော့မဆိုတာလုံးဝယုံကြည်ရတယ်နောက်ပိတ်ဆုံးတော့လျွန်းတဲ့မက်ဆီရဲ့85မိနစ်ကဖန်တီပေးမှုကနေအန်ဇိုဖာနန်ဒက်ရဲ့အဝေးကစ်ကနေအာဂျင်တီနာတို့1-1ပြတ်ဖြစ်သွားပြီတစ်ဖက်ကအင်္ဂလန်ကလူစားတဲ့အကုန်လဲပြီးတော့မှခန်းစစ်ပိတ်ဆို့ကစားဖို့ပြင်ဆင်နေတဲ့အသင်းကအာဂျင်တီနာကိုဘယ်လိုလန်တော့မှလဲဒီချိန်မှာတကွင်းလုံးပြိသက်တွေညံသွားပြီအာဂျင်တီနာပြန်လာပြီထင်တဲ့အတိုင်းဟုတ်ပါပဲမိနစ်90ပြည့်သွားလို့နာကျင်ချိန်ပိုပေးတဲ့ချိန်မှာအာဂျင်တီနာရဲ့အနိုင်ကိုဖြစ်လာတယ်ဒီဂိုးမှကြည့်ရမယ်ဆိုအာဂျင်တီနာလုံးဝတစ်ဖက်သက်ကိုဖိပြီးတော့မှပိတ်ကစားတယ်တဒုံဒုံတိုင်းကန်သွင်းတယ်ကွင်းလေကစားသမားဒီမာလာစတာရဲ့ကန်သွင်းချက်တိုင်ထိပြီးထွက်လာတယ်တကယ်နှမျောစရာဒါကမှကျွန်တော်ရဲ့ကုတ်ကြီးလွန်းတဲ့မစီရတယ်ဧရိယာတွေကိုဆွဲဝင်ပြီးတော့မှညာချီနဲ့ခုတ်တင်ပြီးတဲ့လုံးကိုလိုတာနိုမာတီနက်အပိုင်ခေါင်းတိုက်ပြီးတော့မှသွင်းသွားတဲ့ဂိုးလေးလုံးဝအသေးခွဲကိုပဲဒါကအာဂျင်တီနာပဲဒါလက်စီကမ္ဘာချန်ပီယံပဲဘယ်တော့မှခင်ဗျားတို့မစော့တော့ပါနဲ့ဒီအသင်းမှာမက်ဆီစီနေသေးခင်ဗျားတို့စော့တော့လို့မရအောင်စုံသက်မှာဘာဖြစ်သွားလဲဒါပဲဘိုလူဘဲကိုတက်သွားပြီဒါပဲသူထင်မှလဲအာဂျင်တီနာအခုလိုကမ်ဘတ်ပြန်လာအောင်မယ်လို့တပွဲလည်းမဟုတ်တော့ဘူးနှစ်ပွဲလည်းမဟုတ်တော့ဇက်တိုက်ပဲဒီနေရာမှာနီးပြတူချေရဲ့တွက်ကိန်းမာသွားတယ်လို့ပဲကျွန်တော်တို့ပြောချင်တယ်ဘာကြောင့်လဲဆိုတော့အရင်ပွဲတွေမှာအီဂျစ်တို့လိုအသင်းတွေကိုလည်းငကိုးပေးတာတော့နောက်ကနေကမ်ဘတ်နေနဲ့3ဂိုးပြန်သွင်းပြီးလိုက်လာတဲ့အသင်းမျိုးကိုသူကတကိုးသွင်းပြီးတဲ့နေရာမှာပိတ်ကစားဖို့ကြံရွယ်ခဲ့တာသူ့ရဲ့မဟာအမားပဲဒါသူမားတာလားဒါမှမဟုတ်လီယိုနယ်မက်ဆီကိုစော့တွက်လိုက်တာလားဒါတကယ်တမ်းလည်းဒီနေ့ပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ထထိုက်တက်တန်နဲ့နောက်တစ်ဆင့်ဖိုင်နယ်ကိုတိုက်ရမယ့်အသင်းကလည်းအာဂျင်တီနာပါပဲအင်္ဂလန်ကောင်းတယ်ဆိုပေမဲ့အာဂျင်တီနာကတပွဲလုံးခြုံပြီးကြည့်မယ်ဆိုရင်အဖက်ဘက်ကနေအာဂျင်တီနာတို့ကောင်းမွန်ဆုံးကစားသွားနိုင်တယ်ပထမပိုင်းမှာဆိုကျွန်တော်အမြဲတမ်းတွေးကျင်တဲ့ဒီ4-4-2ပုံစံနဲ့ထွက်တဲ့နေရာမှာပဲသူကဒီပေါ်ကိုအောက်ထားပြီးတော့မှဆမ်မြူနီကိုထည့်ကစားတယ်ဒီချာတိုက်လေးဘယ်လောက်ကောင်းလဲဆိုတာဒီနေ့အာဂျင်တီနာပြည်သက်တွေအားလုံးတွေးလိုက်မယ်ဒါကျွန်တော်အမြဲပြောတယ်ယုံအားတိုးအားစီးတဲ့ဒီချာတိုက်လေးပိတ်ကစားစေချင်တယ်ကျွန်တော်အမြဲပြောတာဒါပေမဲ့လည်းပွဲကဒီလိုအနေထားရောက်လာပြီးပြောင်းလဲမလုပ်တော့ဘူးလို့ကျွန်တော်ထင်ထားခဲ့ပေမဲ့သူတယောက်တော့ဒီနေ့ဝင်ကစားသွားတယ်တကယ်မိုက်တဲ့ချာတိုက်လေးအားကိုးရတယ်အမှန်တမ်းဒုတိယပိုင်းဒီနောက်ပိုင်းဝင်လာတဲ့ဒီပေါ်တို့လည်းတော်တော်လှုပ်ဖြစ်တာဒါတပွဲလုံးကိုကျွန်တော်ခြုံပြီးကြည့်မယ်ဆိုအင်္ဂလန်အကောင်းဆုံးကစားသွားခဲ့တယ်တကယ်ကောင်းတဲ့အသင်းသို့ပေမဲ့တစ်ဖက်ကလက်ရှိချန်ပီယံစိတ်သက်အပြည့်ဝနိုင်ပွဲတွေဆာလောင်နေတဲ့ဒီစိတ်သက်မျိုးတွေနဲ့အာဂျင်တီနာအသင်းကတော့အင်္ဂလန်တို့နောက်တစ်ဆင့်တက်ဖို့အတွက်မလုံလောက်ခဲ့ဘူးလို့တော့ကျွန်တော်အနေနဲ့မြင်မိပါတယ်အခုဆိုလာမယ့်19ရက်နေ့တနင်္ဂနွေနေ့ညမြန်မာစံတော်ချိန်ည7:00 နာရီခွဲမှာပဲ2026ခုနှစ်ကမ္ဘာဖလားဖိုင်နယ်ပွဲစဉ်ဖြစ်နာမည်ကြီးစပိန်အသင်းနဲ့လက်ရှိချန်ပီယံအာဂျင်တီနာတို့ကထိပ်တိုက်စစ်ပြိုင်ကစားသွားတော့မှာဖြစ်ပါတယ်ဒီညပွဲစဉ်လေးပေါ်ညီကိုတို့အနေနဲ့ဘယ်လိုမြင်မိလဲဘယ်ကစားသမားတွေအကောင်းဆုံးဖြစ်ပြီးတော့မှဘယ်ကစားသမားတွေလိုအပ်ချက်စီလဲဆိုတော့ကျွန်တော်ကွန်မန့်လေးတွေမှာမှတ်ချက်ရေးဆွေးနွေးသွားလို့ရပါတယ်ခုလိုဘောလုံးသတင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ About Football page လေးကို follow and like လေးများလုပ်သွားပြကြဖို့အတွက်တောင်းဆိုလိုက်ပါတယ်အားလုံးကိုသူပဲကျေးဇူးတင်စီပါတယ်